င်္ဂလာပါရှင်မြန်မာရုပ်ရှင်လောကမှာအတော်လေးကြရိုက်သွားစီမယ်သတင်းကောင်းတစ်ခုနဲ့ဒီနေ့မှာတော့အားလုံးကိုမိတ်ဆက်ပေးခြင်းပါတယ်ဒါကတော့ပရိသတ်တွေအားလုံးမျှော်လင့်ဆောင်စားနေကြတဲ့ကုန်းပေါင်မင်းဆက်ရုပ်ရှင်စကားကြီးရဲ့မီဒီယာမိတ်ဆက်ပွဲပဲဖြစ်ပါတယ်ဒီပွဲမှာတော့အထူးသဖြင့်တပင်အမှုပညာရှင်အောင်စပူရဲ့တီကြီးခံရတဲ့ပွဲတက်ပုံရိပ်တွေကိုလည်းပရိသတ်တွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေစေတာပါဒီနေ့ဇွန်လ2ရက်နေ့မှာ Chariot Hotel Royal ရန်ကုန်မှာကျင်းပခဲ့တဲ့ဒီမိတ်ဆက်ပွဲမှာရွှေမင်း Empire Film Production နဲ့ Velai Production တို့ပူးပေါင်းပြီးတော့မြန်မာသမိုင်းရဲ့ခံရထွေဝါမှုတွေကိုဖော်ကျူသွားမှာပါဒီရုပ်ရှင်ထဲမှာပါဝင်ဖို့အတွက်အောင်စပူကအခုလိုပဲသူ့ရဲ့ရင်ခုန်တန်ကိုဖွင့်ထားခဲ့ပါတယ်ကျွန်တော်ထပ်ဝိုင်းရင်းနဲ့စီနီယာကြီးတွေနဲ့အတူလက်တွဲရမှာဖြစ်လို့အများကြီးပြင်ဆင်ရပါမယ်တော်တော်လေးရင်ခုန်နေပါတယ်ဆိုတဲ့စကားအတိုင်းသူဒီစကားအပေါ်အလေးနဲ့ထားတာကိုတွေ့ရပါတယ်ကျမတို့ channel ရဲ့အမြင်အရဆိုရင်တော့အခုလိုမျိုးသမိုင်းကြောင်းနောက်ခံရုပ်ရှင်တွေမှာတပင်အမှုပညာရှင်တွေကိုထည့်သွင်းရိုက်ကူးတာဟာအတော်လေးကိုထိမိတဲ့ရွေးချယ်မှုလို့မြင်မိပါတယ်။ဘာကြောင့်လဲဆိုတော့တပင်လောကသားတွေရဲ့အမှုအရာအပြောဆိုနဲ့စဝင်ကန်းတွေကိုပိုင်နိုင်မှုဟာကုန်းမောင်ခေရဲ့ခံစားမှုကိုပို့ပြီးအသက်ဝင်စေမှာဖြစ်လို့ပါ။နောက်ပြီးပရိသတ်တွေကလည်း social media ပေါ်မှာစပူရဲ့အသွင်အပြင်ကကုန်းပေါင်ခင်းနဲ့ live ဖတ်မှုရှိမရှိစီနီယာတရုပ်ဆောင်မှုတွေနဲ့တွဲဖက်တဲ့အခါဓာတုဗေဒဘယ်လိုရှိမလဲဆိုတာအမျိုးမျိုးထင်မြင်ချက်ပေးနေကြတာကိုလည်းတွေ့ရပါတယ်။ကျမတို့အနေနဲ့ကတော့ဒီရုပ်ရှင်ကမြန်မာရုပ်ရှင်လောကရဲ့ခုံဆောင်လက်ရာတစ်ခုဖြစ်လာမလားဆိုတာကိုအတော်ပဲစိတ်ဝင်စားနေမိပါတယ်။ဒါအပြင်ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတပင်လောကရဲ့ဝါရင့်ပညာရှင်ကြီးတင်မောင်စန်းမင်းဝင်းနဲ့အောင်စပူတို့ရဲ့တွေ့ဆုံမှုကလည်းနောက်ထပ်စောင့်ကြည့်ရမယ့်အခြေအနေတစ်ခုပါဝါရင့်စီနီယာကြီးတွေစီကနေအမှုပညာအတွေ့အကြုံတွေကိုလေ့လာယူရင်ကိုယ်တိုင်နဲ့ပြင်ဆင်မှုတွေအများကြီးလုပ်ထားတယ်ဆိုတဲ့အောင်စပူရဲ့စကားကဒီရုပ်ရှင်အပေါ်သူ့ရဲ့စိတ်အားထက်သန်မှုကိုပြသနေပါတယ်အမှုပညာရှင်တယောက်အနေနဲ့သမိုင်းဝင်ဇက်ကောင်ဇရိုက်တစ်ခုကိုပြည်ပြင်းအောင်တရုပ်ဆောင်ဖို့ဆိုတာမလွယ်ကူလာပါဘူးဒါပေမဲ့လက်ရှိပရိသတ်တွေရဲ့အားပေးမှုနဲ့အတူအောင်စပူကဒီစိန်ခေါ်မှုကိုဘယ်လိုမျိုးအကောင်းဆုံးကြော်ဖြတ်သွားမလဲဆိုတာကတော့ပို့ပြီးတော့စောင့်ကြည့်ရင်စရာကောင်းနေပါပြီကဲပရိသတ်ကြီးတမိုင်းဝင်ဇာတ်ကားကြီးဖြစ်တဲ့ကုန်းပေါင်မင်းဆက်မှာအောင်စပူရဲ့တရုပ်ဆောင်ချက်တွေကိုမြင်တွေ့ရဖို့အတွက်ပရိသတ်ကြီးအနေနဲ့ဘယ်လောက်ထိရင်ကုန်နေကြပါသလဲအောင်စပူရဲ့ဒီတရုပ်ဆောင်အသစ်နဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့ထင်မြင်ချက်လေးတွေကိုလည်း comment မှာရေးသားပေးခဲ့ကြပါအောင်ရှင်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအမှုပညာသတင်းတွေကိုသိရှိနိုင်ဖို့ကျမတို့ channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်ကျေးဇူးတင်ပါတယ်ရှင်